အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုတို့အားလုံးကိုပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းလေးကခင်ဗျားတို့ကျွန်တော်ကိုယ်တိုင်ရောစိတ်ချနဲ့ဆုံးတဲ့ပုတ်ဖြစ်တဲ့ Brian Ambu က Manchester United အသင်းနဲ့မကြခင်မှာ He we ကိုရောမှာလည်းဖြစ်ပါတယ် Brentford အသင်းနဲ့ Manchester United တို့အသင်းနှစ်သင်းကြားမှာပြောင်းရွှေ့ကြီးကအလုံးစုံသဘောတူညီမှုရရှိခဲ့ပြီလည်းဖြစ်ပါတယ်Wolverhampton တဲ့ကနေပြောင်းလာတဲ့မသူကူညာလိုပဲလာစာ3,650,000ဒီလိုရရှိမှာဖြစ်ပါတယ်ပြောင်းရွှေ့ကြီးကတော့ပေါင် package အ PC ပေါ့နော်ပေါင်65တန်းလောက်ထိကိုဖြစ်သွားနိုင်တယ်ပေါ့နော်မကြခင်မှာ Brian Ambu က Manchester United အသင်းရဲ့ officially ကစားသမားတစ်ယောက်ဖြစ်လာတော့မှလည်းဖြစ်ပါတယ်တကယ်ကိုသူ့ကိုကန်လန်းလာတဲ့အသင်းတွေဖြစ်တဲ့ယူပါလီဝင်ခွင့်ရတဲ့အသင်းတွေရောဥရောပပြန်ဝင်ခွင့်ရတဲ့အသင်းတွေကပါဒီပရီးမီးယားလိမှာဂိုးတွေတိုင်းသွင်းနိုင်တဲ့ကစားသမားမျိုးကိုခေါ်ယူဖို့ကြိုးပမ်းကြပေမဲ့ကစားသမားဘက်ကကိုယ်တိုင်ကမန်ချက်စတာယူနိုက်တက်အသင်းမှမဟုတ်ရင်မပြောင်းမှုဆိုပြီးတော့အသင်းသားကသူညင်းထားတယ်ပေါ့နော်နောက်ဆုံးမှာတော့တကယ်ပဲမန်ချက်စတာယူနိုက်တက်အသင်းကစားသမားဖြစ်လာတော့မှာပဲဖြစ်ပါတယ်ဒီအပြောင်းရွှေ့ပေါ်ရောညီကို rating ပေးမယ်ဆိုရင်1ကနေ10ဆိုရင်ဘယ်ထိမြန်ညီကိုရဲ့တတ်မှတ်ချက်ကိုပေးခြင်းလေပေါ့နော်ညီတို့ရဲ့အမြင်လေးကိုဒီဗီဒီယိုလေးရအောင်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ